ခိုင်နှင်းဝေလိုမျိုးမိဘမဲ့ကေဟာဆောက်ကရင်သွေးလေးတွေကိုကဲတင်တော့မဲ့ဆယ်လီပုတူအားလုံးပဲမင်္ဂလာပါရှင်မြန်မာမီဒီယာ page ကနေကြိုဆိုလိုက်ပါတယ်ခိုင်နှင်းဝေလိုမိဘမဲ့ရင်သွေးလေးတွေကိုကူညီဆောင်ရှောက်ဖို့မိဘမဲ့ကေဟာကိုတိစောင်းနေပြီဖြစ်ကြောင်းပြောလာတာကတော့ဆယ်လီပုတူပါဒါကြောင့်လဲလူတွေကဆယ်လီပုတူရဲ့စိတ်ထားလေးကိုလေးစားနေကြတာဖြစ်ပါတယ်အစောပိုင်းတုန်းကတော့ဆယ်လီပုတူကနေမျိုးလေးတစ်ခုကနေတာမန်တက်တော့ဟာတာဗီဒီယိုလေးတွေလူငယ်ပညာပေးဇလန်းတို့လေးတွေရိုက်ကူးတင်ဆက်ရင်းကနေပရိသတ်တွေကိုအပြုံးတွေပေးစွမ်းခဲ့တဲ့လူငယ်လေးတစ်ယောက်ပါဒါပေမဲ့ပုတူကိုပရိသတ်တွေကတကယ်ကိုလေးစားသွားကြတာကတနိုင်ငံလုံးအတိုင်းအတာနဲ့ရေဘေးဒုက္ခအကြီးအကျယ်ကြုံတွေ့ခဲ့ရတဲ့အချိန်မှာပုတူကငွေကြေးချမ်းသာတဲ့တတိတယောက်မဟုတ်ပေမဲ့ဒုက္ခရောက်နေတဲ့သူတွေကိုကယ်တင်ခြင်းနဲ့စိတ်ဓာတ်တစ်ခုတည်းနဲ့နေဘူးကြဲကြဲလမ်းမတွေပေါ်မှာကိုကျိုးစုံကားပြဖြောပြပြီးတော့အလူငွေကောက်ခံခဲ့တဲ့ဖြစ်ရဲ့အကြောင်းမှာမမောနိုင်မပန်းနိုင်ပင်မဆင်းရဲခံရှာဖွေခဲ့တဲ့အလူငွေတွေကိုကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒန်းခဲ့တာဟာသူ့ရဲ့ဖြူစင်တဲ့ပရာဟိတခီးစဉ်ရဲ့အစားအမတ်ကြီးဖြစ်ခဲ့ပါတယ်။အဲဒီအချိန်အားစလို့ဆယ်လီပုတူကဆယ်လီဆိုတာထက်လူသားအကျိုးပြုလုပ်ငန်းတွေစီကိုအပြည့်အဝကူးပြောင်းသွားခဲ့ပါတယ်။ပုတူဟာမီးဘေးရေဘေးငလျင်ဘေးစားတဲ့တဘာဝဘေးအန္တရာယ်တွေကြုံလာရတိုင်းရှေ့တန်းကနေဒုက္ခသည်တွေအကူအညီလိုအပ်နေတဲ့သူတွေကိုမမမရက်တီကူညီခဲ့တာပါ။အထူးသဖြင့်မကြသေးခင်အားဆိုအက်ဆစ်နဲ့အပတ်ခံရလို့ပြင်းထန်တဲ့ဒဏ်ရာတွေရပြီးအနန္တဆိုးတွေထွက်နေတဲ့စိတ်ဝေဒနာရှင်အမျိုးသမီးတဦးကိုဘယ်သူမှအနာမကက်ရဲတဲ့အချိန်မှာဆယ်လီပုတူကယွန်ရှာခြင်းအလင်းမရှိပဲကိုရန်ကိုကြသွားရောက်ပြုစုဆောင်ရှောက်ပြီးလိုအပ်တဲ့ဆေးကုသမှုတွေရရှိအောင်ကူညီဖေးမှပေးခဲ့ပါတယ်။ဒီလောက်ရက်ကတာမန်လူတွေလှုပ်ဖို့ခဲရင်လာတဲ့လူသားချင်းစာနာထောက်ထားမှုရဲ့အမြင့်ဆုံးလုပ်ရက်တစ်ခုဖြစ်ပြီးပုတူဟာသူ့ရဲ့ဟန်ဆောင်မှုကင်းတဲ့မေတ္တာတရားကိုသက်သေပြလိုက်တာပါပဲ။အခုခါမှာတော့ဆယ်လီပုတူဟာတဦးချင်းတနေရာချင်းစီကိုလိုက်လံကူညီနေတဲ့အဆင့်ကနေပုံမကြီးမခိုင်မာတဲ့တမိုင်းဝင်ခြေလမ်းတစ်ခုကိုစတင်အကောင့်ထဲပေါ်နေပြီဖြစ်ပါတယ်။အဲ့ဒါကတော့ပြည်သူတွေအထူးလေးစားရတဲ့ပရာဟိတမိခင်ကြီးခိုင်နှင်းဝေရှောက်လန်းနေတဲ့လမ်းကြောင်းအတိုင်းခိုကိုရမယ်မိဘမဲ့ကလေးငယ်တွေအတွက်ရန်ကုန်တိုင်းဒေသကြီးထန်းတပင်မြို့နယ်မှာရင်သွေးငယ်များဆောင်ရှောက်ရေးပရာဟိတကေဟာကြီးကိုတရားဝင်စတင်တည်ဆောက်နေပြီဆိုတဲ့ဝမ်းသာစရာသတင်းပါပဲ။မကြခင်ချိန်တွင်းမှာအလုံးစုံပြီးစီးတော့မဲ့ဒီကေဟာကြီးအောင်အကြောင်းမျိုးမျိုးကြောင့်ဆိုးပြစ်ခံရတဲ့မိဘမဲ့ကလေးငယ်တွေအတွက်တော့လုံခြုံနေထွေးတဲ့အင်္ဂလိပ်တစ်လုံးဖြစ်လာတော့မှအသေးကြပါပဲ။စားဝတ်နေရေးနဲ့နေရာထိုင်ခင်းသက်သက်တာမကပဲကလေးတွေရဲ့ကျန်းမာရေးပညာရေးနဲ့အနာဂတ်ဘဝရည်တည်မှုတွေအတွက်ပါစနစ်တကျပြုစုပြောထောင်ပေးသွားမဲ့ခေဟာကြီးတစ်ခုဖြစ်လာဖို့အားလုံးကမျှော်လင့်ထားကြပါတယ်။တာမန်လူငယ်လေးတယောက်ဘဝကနေအများပြည်သူအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ဒီလိုပရာဟိတလုပ်ငန်းကြီးတွေကိုစွမ်းစမ်းတမန်ဥဆောင်လုပ်ကိုင်လာနိုင်တဲ့ဆယ်လီပုတူရဲ့အနစ်နာခံမှုဟာယနေ့ခေတ်လူငယ်တွေအားလုံးအတွက်တကယ်ကိုအတူယူစရာစံပြတစ်ခုဖြစ်နေပါပြီ။စကားနဲ့မဟုတ်ပဲလက်တွေ့လုပ်ရက်တွေနဲ့တက်တည်ပြခဲ့တဲ့သူ့ရဲ့ဒီမုံမြတ်တဲ့စေတနာတွေကိုပြည်သူတွေကလည်းတခဲနဲ့အသိမှတ်ပြုလေးစားနေကြသလိုယခုတိဆောက်ဆဲကေအာကြီးလည်းအမြဲဆုံးအောင်မြင်စွာပြီးစီးပြီးရင်သွေးငယ်လေးတွေအများကြီးကိုကက်တင်ဆောင်ရှောက်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ရပါတယ်ပရိသတ်ကြီးတို့ရောမိဘမဲ့ရင်သွေးလေးတွေကိုဆောင်ရှောက်မဲ့ဆယ်လီပုတူအပေါ်မှာမိမိတို့အမြင်ကိုပြောသွားကြပါအောင်နော်